ဒီလူကနေရန်ပေါ်မှာစာလုံးနှင်းငယ်ကိုပေါ်ပါရေးလိုက်ပါတယ်အခင်းဖြစ်ပွားရာနေရာကိုပိတ်ဆို့ဖို့လုံခြုံရေးအဖွဲ့ကအရာရှိမြောက်များစီလွတ်လိမ့်မယ်လို့သူမထင်ထားခဲ့ပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့လက်ရည်ကလွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကဘရင်တစ်ပါးရဲ့လက်ရည်နဲ့ထပ်တူကျက်နေလို့ပါရှေးဟောင်းပစ္စည်းကျွမ်းကျင်သူအားလုံးအလွန်အမင်းတုံလို့သွားကြပါတယ်ဒီလူကိုယ်တိုင်ကလွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကဘရင်ဖြစ်နေတယ်ဆိုတာသူတို့မသိခဲ့ကြပါဘူးသူကနောက်ထပ်အသက်နှစ်ထောင်လောက်ပိုနေချင်တယ်လို့ပဲဆူတောင်းခဲ့တာပါနောက်တစ်စက္ကန့်မှာပဲဘန်းကန်ပြပြန်တဲ့စင်ရုပ်တရက်ပေါ်လာပါတယ်အလင်းနဲ့တစ်ခုကဘရင်ကြီးကိုအနာဂတ်နှစ်ပေါင်းနှစ်ထောင်စီပို့ဆောင်ပေးလိုက်ပါတယ်သူဘာမှမတုံ့ပြန်နိုင်ခင်မှာပဲလူတစုကသူ့နောက်ကနေလိုက်နေတာကိုသူသတိထားမိလိုက်ပါတယ်ပြီးတော့သူတို့ကခြေထောက်အောက်မှာထူးဆန်းတဲ့ကိရိယာတွေကိုစီးထားကြပါတယ်ရုပ်တရက်သုံးပြီးဆိုင်ကယ်တစ်စီးကထွက်နေတဲ့ကြောက်တုံးတစ်ခုကိုတိုက်မိသွားပါတယ်ဘရင်ကြီးလည်းချက်ချင်းပဲမြေပြင်ပေါ်လဲကျသွားပါတယ်သူကသူ့ရဲ့ကိုရံတော်တွေကိုချက်ချင်းခေါ်လိုက်ပါတယ်ဒီမြင်ကွင်းကလုံခြုံရေးရာရှိတွေကိုသူ့ကိုရေမောစေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဘရင်ကြီးရဲ့စိတ်ထဲမှာမှတ်ဉာဏ်အသစ်တစ်ခုပေါ်လာပါတယ်အဲ့ဒီတော့မှသူဟာနှစ်ပေါင်းနှစ်ထောင်ကြာကိုရောက်ရှိလာပြီးအိမ်တွင်းအောင်သမက်တယောက်ရဲ့ခန္ဓာကိုယ်ထဲရောက်နေမှန်းသိလိုက်ရပါတယ်သူကအလုပ်ထုတ်ခံရပြီးအလုပ်လက်မဲ့ဖြစ်နေုံတင်မကပဲရောက်ခမရဲ့အနေခံရပြီးကွာရှင်းဖို့လည်းအတင်းကျပ်ခိုင်းစေခံနေရပါတယ်သူကိုယ်တိုင်လည်းပြင်းထန်တဲ့ယောဂတစ်ခုခံစားနေရပါတယ်ကံကောင်းတာကသူ့ဇနီးကသူ့ကိုလက်မလျှော့ခဲ့ပါဘူးဘရင်ကြီးကဒီလူရဲ့ကံကြမ္မာကိုပြောင်းလဲပေးဖို့ဆုံးဖြတ်လိုက်ပါတယ်မကြခင်မှာပဲသူ့ဇနီးကစိုးရင်ကြီးပြေးလာပြီးသူထိခိုက်ဒဏ်ရာရသွားလားဆိုတာစစ်ဆေးချင်နေပါတယ်အဲ့ဒီအချိန်မှာသူမကပိုက်ဆံရှာဖို့လိုက်တွေ့နေတာနဲ့အတော်ပဲဖြစ်သွားပါတယ်ဒီလူကသူမဟာသူ့အတွက်နဲ့မိသားစုနဲ့ဘယ်လိုငင်းခုန်ခဲ့ရလဲဆိုတာကိုစဉ်းစားမိသွားပါတယ်ဒါကြောင့်သူကနေရန်ပေါ်မှာစာလုံးနှင်းငယ်ရေးလိုက်ပါ